ငါတို့လိုမျိုးရုပ်ရည်ရှိတယ်ပညာရှိတယ်ခန္ဓာကိုယ်ရှိတယ်ဘာလို့လဲမတိုးပြရတယ် မဆာတိုးရှင်တယ်ပေါ့ဟဟလားအဲ့ဆိုရင်အမနဲ့စကားငါးခွန်းလိုက်ပြော ငါတို့နိုင်ပါရမှာလေ နိုင်ရင်ဆိုင်ရ ရှုံးရင်ရော တောင်းရင်ညီမတို့စီကတောင်းမယ်ပြီ ကြားတယ် အဲ့ဆိုစမယ်နော်ဒီ ဘီ ကကြီး ကကြီး စုလုံး စူလုံး ညက်ခေါင်ရှိမှာအမှန်မနှစ်ချက်ရှိလဲ တစ်ချက် လဲ တစ်ချက် မှားတော့ရင် ဘာလို့လဲ ညက်ခေါင်ရှိမှာအမှန်မနှစ်ချက်ရှိလဲဆိုတော့လဲစကားတစ်ခွင့်မယ်လေ ဘာမှချီတယ်နော်ဘာမှချီတယ်နော်ကျစမယ်စမယ် โอเคပြန်စမယ်နော်အဲ့ဆိုရင်စုလုံး စူလုံး ကကြီး ကကြီး ဘီ ဘီ ညက်ခေါင်ရှိမှာအမှန်ဘယ်နှစ်ချက်ရှိလဲ ညက်ခုံရှိမှာမှန်တယ်ချက်ရှိလဲ မှားသွားပြီ ဟမ်ဘာလို့လဲ မှားသွားပြီဆိုတော့လဲစကားတစ်လုံးပဲလေ ရောဆက်စမယ် စမယ်နော်စနစ်ဖြစ်ပြီလား ဖြစ်ပြီဖြစ်ပြီ မှားသွားပြီ ဘာလို့လဲ စနစ်ဖြစ်ပြီလားဆိုတော့လဲစကားတစ်ခွင့်မယ်လေမလာတော့ညမကောင်းမနဲ့လက်စာတိုးရှင်နေသေးတယ်